မင်္ဂလာပါရှင်ကျေတို့ RCT ကွန်ပျူတာသင်တန်းကျောင်းမှာကြိုဆိုပါရစေဒီဗီဒီယိုလေးကတော့ကျေတို့ Microsoft Word ထဲမှာကိုရိုက်ထည့်လိုက်တဲ့ကိန်းဂဏန်းနံပါတ်လေးတွေကိုစာသားအဖြစ်နဲ့ဘယ်လိုပြောင်းရမလဲဆိုတဲ့အကြောင်းလေးကိုရှင်းပြချင်တာပါကျေတို့ဥပမာအနေနဲ့ Microsoft Word ထဲမှာ1ဆိုတဲ့ကဏ္ဍလေးကိုရိုက်ထည့်လိုက်မယ်ဒါဆိုရင်ခြေကစာသားအနေနဲ့1လို့သူ့ပြောင်းသွားတင်တာမျိုး10ဆိုတဲ့ကဏ္ဍကိုရိုက်ထည့်လိုက်ရင်စာသားဖြစ်နေ10လို့ပြောင်းသွားတာမျိုးအဲ့လိုပုံစံမျိုးပြောင်းသွားအောင်ဘယ်လိုလုပ်ရမလဲဆိုအောင်ရှင်းပြချင်တာပါအဲ့တော့ချင်းနဲ့ဒီဗီဒီယိုလေးကိုလိုက်ကြည့်လိုက်ရအောင်နော်ဒါဆိုရင်အရင်ဆုံးချင်းကအခု Microsoft Word software လေးကိုဖွင့်လိုက်တယ်ပြီးအဲ့ဒီထဲမှာကိုလိုချင်တဲ့စာသားလေးကဏ္ဍလေးတစ်လုံးရိုက်ထည့်လိုက်ပေါ့နော်ဥပမာခြေက10လို့လိုချင်တဲ့အတွက်10လို့ရိုက်ထည့်လိုက်တယ်အခုဒီ10ကိုခြေကစာသားအဖြစ်နဲ့ပြောင်းခြင်းတယ်ပေါ့အဲ့ဆိုဘယ်လိုလုပ်ရမလဲဆိုရင်ကိုရေးထားတဲ့10ဆိုတဲ့ဟာလေးကို selection လေးမှတ်လိုက်ပါ mouse လေးနဲ့ဖိဆွဲလေးမှတ်ရတယ် keyboard ကနေ control A လို့မှတ်လဲရတယ်ကြိုက်သလိုမှတ်နော်မှတ်ပြီးသွားရင် keyboard ကနေ CTRL လို့ခေါ်တဲ့ control key ကိုဖိထားပါအပေါ်ဆုံးဘားတန်းက F9 control key ကိုဖိပြီး F9 ကိုတစ်ချက်နှိပ်လိုက်ရင်ခြေရိုက်ထားတဲ့10ဆိုတဲ့ကဏ္ဍလေးကဒီလိုပုံစံမျိုးလေးဖြစ်သွားလိမ့်မယ်ပြီးရင်လက်ကနေညီမြချင်းလို့ရိုက်ထည့်လိုက်ပါဒီလိုပုံစံလေးနော်10လို့10ဆိုတဲ့ကဏ္ဍရဲ့ရှိမှညီမြချင်းကိုရိုက်ထည့်မယ်ပြီးရင်10ရဲ့အနောက်3ညရဲ့အနောက်ပေါ့နော်3ညရဲ့အနောက်ကို mouse နဲ့ကလစ်တစ်ချက်နှိပ်လိုက်ပြီးရင်ဒီလိုမြင်းဆောင်လေးတစ်ချက်ရိုက်ထည့်မယ်ပြီးရင် asterisk key လေးပေါ့နော်ကျယ်လေးတစ်ချက်ရိုက်မယ်ပြီးရင်နောက်တစ်ခုကလက်ကနေပြီးတော့စာရိုက်ထည့်မယ် CARD TEHT test လို့ရိုက်ထည့်ပါဒီစလုံးပေါင်းဒီလေးအကြီးအသေးကြိုက်တာနဲ့ရေးလို့ရတယ်နော်ပြီးရင်အခုတစ်ချက်လုပ်ထားတဲ့ဟာတွေအကုန်လုံးကို selection မှတ်ပြီးရင် mouse က right click လေးကိုတစ်ချက်နှိပ် update fee ဆိုတဲ့စာသားလေးသူ့ပေါ်မှာကလစ်တစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တစ်ချက်စောစောရေးထားတဲ့10ဆိုတဲ့နေရာမှာ T and 10ဆိုပြီးပြောင်းသွားပါလိမ့်မယ်ဒီလိုပုံစံလေးနော်ဟုတ်ပြီရှင်နောက်တစ်ခေါက်ပြန်လုပ်ပြပေးမယ်ဒါဖြတ်လိုက်မယ်နော်ကျဲခုက2025လို့ရိုက်ထည့်လိုက်မယ်နော်2025ပေါ့ဒီလိုရိုက်ထည့်လိုက်တယ်ဒီ2025ကိုစာသားဖြစ်နေပြောင်းခြင်းတယ်နောက်တစ်ခေါက်ပြန်လို့ပြတာနော်ဒါဆိုရင်ကိုရေးထားတဲ့ကဏ္ဍကို selection မှတ်လိုက်ကိုပြောင်းခြင်းတဲ့2025ကို select မှတ်ပြီးရင် keyboard မှာ control key ကိုဖိထားပါ F9 ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါအပေါ်ဆုံးက function key F9 နော် control F9 အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါတင်မသိပါဆိုလို့ရေးပြတာနော် control key နဲ့ F9 နဲ့ရှင်းနှိပ်ရမယ်ခလုတ်ကဒါတစ်ချက်နှိပ်ရမယ်ခလုံးနော် control key နဲ့ F9 နဲ့မသိမှဆိုလို့ရေးပြလာတာအဲ့တော့ control F9 လို့နှိပ်လိုက်ရင်အခုဒီလိုပုံစံလေး2025ကို select မှတ် keyboard က control F9 ကို select မှတ် control F9 ကိုနှိပ်လိုက်ရင်အခုလိုမျိုး2025ရဲ့အရှိမတွန်ခွင်းလေးတွေနဲ့ပေါ်သွားနိုင်မယ်ပြီးရင်ရှေ့ဆုံးနှစ်ခဆိုတဲ့ကဏ္ဍရဲ့အရှိမချင်းညီမြချင်းကိုထည့်မယ်နောက်ဆုံးတဲ့ကဏ္ဍ9ရဲ့နောက်ကိုကလစ်တစ်ချက်နှိပ်မယ်ပြီးရင်ဒီလိုမြင်းဆောင်လေးထည့်မယ်ဒီဟာလေးဒီ keyboard ရဲ့ enter နားမှာရှိတယ်နော် enter ပြီးနားမှာအဲ့မြင်းဆောင်ခလုတ်လေးရှိတယ်ပြီးရင်ကျေပွင့်လေးထည့်လိုက်ပါ asterisk key လေးပြီးလက်ကရိုက်ထည့်ရမယ့်စာက CARD TEHT cat ဆိုတဲ့စာကိုရိုက်ထည့်လိုက်ပါပြီးရင်ကိုလိုထားတဲ့ဟာအကုန်လုံးကို selection မှတ်မယ် selection မှတ်ပြီးသွားရင် right click နှိပ်ပြီးတော့မှ update fee ဆိုတဲ့နေရာလေးကိုနှိပ်ချလိုက်ရင်ရပါပြီဒါဆိုတစ်ချက်2025ဒီ2025ဆိုပြီးသူ့စာသားဖြစ်နေပြောင်းသွားပါလိမ့်မယ်အဲ့တော့လိုက်လုပ်ကြည့်ကြပါရမယ်လို့တော့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်တစုံတရာအကျိုးရှိခဲ့တယ်ဆိုရင်တခြားသူတွေလည်းသိရအောင်လို့ share ဗီဒီယိုလေးကို share လေးလုပ်သွားပေးပါအောင်နော် share သွားပေးသွားပါ share page ကိုလည်း follow မလုပ်ရသေးဘူးဆိုရင်တော့ like and follow လေးလုပ်ပြီးထားပါလို့မြစ်တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်ရှင်